ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့နီလာ project အသစ်နဲ့မိတ်ဆက်ပေးမယ်ရှင်ဒီ project လေးကတော့ Origin ရဲ့ project ဖြစ်ပါတယ်စကိုဝေး105လမ်းမှာရှိတဲ့ Belling Station နဲ့အရန်ကိုနီးတဲ့ project လေးဖြစ်ပါတယ်ရှင်ဒီ project လေးကတော့2028မှာပြီးမဲ့ project လေးဖြစ်ပါတယ်ကဲပါအခုကျမတို့ရောက်နေတဲ့နေရာလေးကတော့ show ကလေးရုံခန်းလေးပေါ့နော်ရောင်းတဲ့ခန်းလေးဖြစ်ပါတယ်ရှင်ဒီကွန်ဒိုလေးကတော့ low right ပါအထက်က8လွှာပဲရှိတယ် facility အတအားစုံတယ်เนาะသူက building A B C D building ၄ခုရှိတဲ့ pet family ကွန်ဒိုလည်းဖြစ်တယ် so Origin က low right ကွန်ဒိုဆိုပေမဲ့သူကတော့ quality ကောင်းတယ်တကယ် high end ကွန်ဒိုထဲမှာပါပါတယ်ရှင်လက်ရှိကွန်ဒိုတွေထဲမှာစောင့်နေတဲ့ကွန်ဒိုတွေထဲမှာတော့ဒီကွန်ဒိုလေးကတော့ location တအားကောင်းတဲ့ကွန်ဒိုဖြစ်ပါတယ်ရှင်စကိုဝေး105 Belling Station ဂိမ်းမှာရှိတဲ့အတွက် mall တွေနဲ့စင်တာတွေနဲ့တအားနေတဲ့အပြင် international ကျောင်းတွေလည်းအများကြီးရှိတယ်ဒီကွန်ဒိုမှာဆိုရင်ရွေးချယ်ဖို့အခန်းမျိုးစားလည်းအများကြီးရှိပါတယ်1 bedroom 1 bed plus နဲ့2 bedroom studio room တွေရှိပါတယ်ရှင်ပြီးရင်ကျမတို့အခန်းနမူနာလေးတွေတွားကြည့်ကြမယ်နော်24.5 square meter size ရှိတဲ့ show unit အခန်းလေးဖြစ်ပါတယ်ရှင်။သူကတော့ခုတွေ့တဲ့အတိုင်းဝင်ချင်းမှာ kitchen လေးရှိမယ် slide door လေးရှိမယ်ရှင်။အခန်းနဲ့ living ကိုတော့ connect လုပ်ထားပေးပါတယ်။ဒီခန်းလေးကတော့တယောက်တည်းနေတဲ့သူတွေအတွက်တော့အရင်အဆင်ပြေပါတယ်ရှင်။ veranda မှာ washer set ထားလို့ရတယ်။ walk-in closet ဒီချိုးခန်းအိမ်သာခန်းကတော့အထဲမှာတွဲရထားပေးပါတယ်ရှင်။ဒါကတော့ studio အခန်းလေးလို့လည်းခေါ်လို့ရပါတယ်ရှင်။ဟုတ်ကဲ့ပြီးတော့ဒီဘက်ကလည်း24 square meter size ရှိတဲ့ one bedroom ကိုသူကတော့ဝင်ချင်းမှာအခန်းဖြစ်သွားတယ်ရှင်။အခန်းပြီးအခန်းကိုမှန် slide door လေးနဲ့ကာထားပြီးတယ်။ဒီဘက်မှာ kitchen နဲ့ရေချိုးခန်းအိမ်သာခန်းရှိပါတယ်ရှင်။ kitchen ကိုလည်းသူက veranda လေးနဲ့တွဲထားပေးပါတယ်ရှင်။ဒီခန်းလေးကတော့ပို့ပြီးတော့လူကြိုက်များကြတယ်ရှင်။လို့လည်းဆိုတော့ kitchen ခွဲထားပြီးတဲ့အတွက်ပြီးရင်ဒီဘက်မှာ one bedroom 29 square meter အခန်းလေးကြည့်မယ်နော်ဒီ site လေးကတော့ဒါလည်းလူကြိုက်များတယ်ရှင်ဒါလည်း kitchen ကိုတခန်းသက် veranda နဲ့တွဲရက်ခွဲထားပြီးရပါတော့ဒီချိုးခန်းအင်တာခန်းနဲ့အိမ်ခန်းနဲ့ walk-in closet တွဲထားပြီးတယ်တခါနည်းနည်းပိုကျဲသွားတယ်ရှင်ခုနကအခန်းထက်ကို29 square meter size ရှိတယ်ချင်းလေးလည်းနည်းပူကျဲတယ်အခန်းလေးလည်းပူကျဲသွားတယ်ဝင်ချင်းမှာသူက living room လေးဖြစ်တယ်29 square meter size အခန်းလေးပါဒီအခန်းလေးကတော့ဒီခန်းလေးကတော့1 bed plus 34 square meter size ရှိတဲ့အခန်းလေးဖြစ်ပါတယ်ရှင်ဝင်ချင်းမှာဆိုရင်ဒီလို kitchen လေးလုပ်ထားပေးပါတယ် slide door လေးရှိတယ်ဝင်သွားတာနဲ့ living room ပါပြင်1 bed plus အခန်းလေးပေါ့နော်ဒီခန်းလေးကတော့တယောက်အိတ်အခန်းလုပ်လို့လည်းရတယ်ပြင်ဒီဘက်က2ယောက်အိတ်တဲ့တရား one bedroom ပေါ့နော်ပြီးရေချိုးခန်းအိမ်သာခန်းကတော့အတွင်းဘက်မှာ veranda လေးပါတယ်ဒါကတော့ one bed plus 34 square meter size ရှိတဲ့အခန်းလေးပါအခုပြထားတဲ့လမ်းထဲမှာတော့ဒါစကူဝစ်105လမ်းထဲဖြစ်ပါတယ်ရှင်စောင့်မဲ့ project စောင့်မဲ့နေရာလေးပါနေရာလေးမှာ project ကိုစောင့်ပါမယ်ရှင်လမ်းထိပ်ကနေမီတာ200ဝန်းကျင်လမ်းလျှောက်ဝင်လာရင်ရပါတယ်5 မိနစ်လောက်တော့ရှောက်ရမှာပေါ့နော် BTS အထိဆိုရင်တော့ BTS ကိုလည်းဒီကနေမြင်နေရပါတယ်ရှင်လမ်းလေးကျယ်တယ်နော်ဒါ BTS ပါ BTS station ပါရှင်ဒီ project လေးကိုစိတ်ဝင်စားရင်တော့ကျမတို့ One Bank Courier ဒီမှာအချိန်မရွေးဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်အခုလိုဗီဒီယိုပြီးတဲ့အထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်